နေ့တိုင်းသုံးလို့ရမယ်အင်္ဂလိပ်စာဝါကျ10ကျောင်းကို10မိနစ်အတွင်းလေ့လာကြည့်မယ် How's it going? How is it going? နေကောင်းလားဘယ်လိုလဲ Never mind. Never mind. ကိစ္စမရှိပါဘူးထားလိုက်ပါတော့ I'm on my way. I am on my way. ငါလာနေပြီလမ်းမရောက်နေပြီ Give me a hand. Give me a hand. တော့ကူညီပါဦး Take it easy. Take it easy. Easy နေပါစိတ်လေးထား I'm tied up. I am tied up. ငါအလုပ်တွေရမ်းရှုပ်နေလို့ Keep in touch. Keep in touch. ဆက်သွယ်ပြည့်စီနဲ့ I'm starving. I am starving. ငါရမ်းပိုက်ဆာနေပြီ It's on me. It is on me. ဒီဝိုင်းငါပဲရှင်းလိုက်ပါမယ် I'll get back to you. I will get back to you. ငါမင်းကိုပြန်ဆက်သွယ်လိုက်ပါမယ်ဒါဆိုရင်ဒီ10ကျောင်းကိုလက်တွေ့ပြောကြည့်ပါနောက်ထပ်သင်ခန်းစာတွေအတွက်လည်း J1 English ကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်